ဒီမှာမွေးငါအိုးရပါပြီစားကြပါအောင်ရှင်မွေးငါအိုးပါစားကြပါအောင်လို့မမီမာသားတော့ဆွဲနေပါပြီလို့မမီမာသားမေမေကတော့ဆွဲနေပါပြီဆွဲနေကြပါပြီလို့အရင်တော့ကတော့မစားကြအောင်အရင်တော့တော့မစားကြပါဘူးလို့အမလာမနေရတော့စားပါပါကျင်းနေပါတယ်သူများဟာဆိုရင်စားမှာနော်အေးလေကိုဟာကြတော့မကြွေးကြည့်ဘူးကြည့်ရင်ပို့တာအထေးမရဲ့ဟိုလားဘယ်လဲနိုးလာဆက်ကြပါအောင်လို့ဆက်ပါလေအဲ့ဆောင်းမိုးပေါ်နေတာပဲဒီတော့စားလိုက်လဲလိုက်မို့သူ့စားဦးပုံစံပုံရတယ်ဟစ်ပြီနော်တော့လှူလို့ရတယ်ဒီနေ့လားမဟစ်နေပြီစနေပါအမေရမသားဘူးရစားပြီတော်ပြီတဲ့ဆက်ကောင်ဆွဲအားကြပါအောင်လို့ငါဘာမှမပြောပါဘူးပြောอ่ะအားကြပါအောင်လို့မင်းကမပြစ်စလက်ကြွလိုက်လေဟာဇလုံးကြီးနဲ့တီးနေတာလို့ဟာဇလုံးကြီးနဲ့ရှယ်ဆွဲနေတာဇလုံးကြီးနဲ့ဘာမင်းနဲ့မနော်အမဇလုံးကြီးနဲ့ရှယ်ဆွဲနေတာစားကြပါအောင်တမန်မကြည့်နော်မဲရှယ်ပဲအရှိပါကြိုက်စားလို့ပါလို့နေပါဦးရဘာလဲမစားနေအားလုံးကျေးဇူးတင်ပါတယ်လို့မပြည့်လိုက်လေးကျေးဇူးတင်ပါတယ်လို့ကျန်လာလေးကျေးဇူးပါလို့မပြည့်စလက်ကြွေးလာအောင်အားလုံးကိုကျေးဇူးတင်ပါတယ်တဲ့မှာမဟုတ်ဖြစ်ခလက်ထားပါအောင်ပြတော်မဖြစ်ခလက်ကျေးဇူးပါလို့ဟာအမထားခဲ့အဲ့ဟိုပြောပြရတယ်တဲ့ဒီလုံးနဲ့ထည့်ခဲ့လုံးနဲ့မထဲနဲ့ဘေးမှာထားဘေးမှာခွေးရတော့ဟောဟဲ့